အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဒီ Black Magic website ကနေပြီးချက်လိုက်တော့ကျွန်တော်တို့ DaVinci Resolve မှာ beta version မှာသူတို့ update လုပ်ထားတွေ့လို့အဲလေးကိုကျွန်တော် download လုပ်ပြီးတော့ဒီ update file မှာပါလာတဲ့ function လေးတစ်ခုကိုကျွန်တော်ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် white balance မှားပြီးတော့ရိုက်ထားတဲ့ clip ပေါ့နော်အဲ့ဒါကိုဒီ DaVinci Resolve beta ဒါမှဒီမှာအောက်မှာရှိတဲ့ beta ဒါ number 5ပေါ့နော်သူတို့ update လုပ်တဲ့အထက်မှာ white balance ကိုခုတစ်ခါတော့ကျွန်တော် white balance ဘယ်လိုညှိတယ်ဆိုတော့ကျူတိုရီယယ်တစ်ခုတင်ပူးပါတယ်ဒါပေမဲ့ဒီတစ်ခါသူတို့ထူးခြားပြီးပါလာတာကဒီမှာ white point ရှိတယ်ဒီမှာ black point ရှိတယ်နော်ဒီ black point ကိုရွေးပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော် note တစ်ခုကိုတက်ထည့်လိုက်ပါမယ် serial note တစ်ခုထည့်ပါတယ်အဲ့ဒီမှာ black point ကိုရွေးပြီးတော့ဒီကျွန်တော်တို့ short ထားတဲ့ထဲမှာဒီ black color ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ8တွေပါတယ်ဒါ black color ဒီစပင်ကတော့သူတို့တိုက်လောက်ထားလားမသိဘူးနော်အဲ့တော့ဒီ black point ကိုကျွန်တော်ဒီ black point ကိုရွေးမယ်နော်ပြီးရင်ဒီ black ကိုလုပ်လိုက်ရင်ဒါနောက်တစ်ခုကျွန်တော် white point ကိုရွေးပြီးတော့ဒီမှာ white ဖြစ်မှာကထားပါတော့ဒါကဒီနေရာပဲဒီနေရာ white လို့ယူဆဒီနေရာပေါ့နော် white လို့ယူဆရင်ဒါ automatic သူက white balance ပြန်ချိန်ပေးတဲ့သဘောပါဒီကအပြင်ကိုဒီကိုကျွန်တော် reset ပြန်လုပ်ပါမယ်အဲ့ဒါအပြင်ကိုနောက်တစ်ခုဒီမှာ2တစ်ခုထပ်ရှိတယ်ဒီဥစ္စာကပါလဲဆိုဒီကောင်ကို click လုပ်ပြီးတော့ဒီမှာပါလာတဲ့ဟာလေးနဲ့အဖြူရောင်ရှိတဲ့နေရာကိုကျွန်တော်တို့ရွေးပြလိုက်ပါမယ်ဒါအဖြူကွက်ပါကျွန်တော်တို့ဒီနော် color checker မှာအဖြူရပါသူ automatic အားလုံး white balance ပြန်ချိန်ပေးလိုက်ပါတယ်နော်အဲ့တော့ဒါကအချိန်ရသေးတာဒါကသူ့ရဲ့2ထည့်လိုက်လို့အဲ့လိုဖြစ်သွားတာနော်ဒါကတခုDaVinci Resolve မှာနော်ကျွန်တော် reset ပြန်လုပ်ပါတယ်နောက်တစ်ခုကကြုံတော့ကိုဒီ DaVinci Resolve မသုံးတဲ့လူတွေအခုဒီမှာဒီ model ရဲ့လက်ထဲမှာကင်ထားတဲ့နော် checker plate ပေါ့နော် color checker plate နဲ့ကျွန်တော်တို့ဟို Adobe Lightroom တွေပါဒီမှာ raw နဲ့ဟိုရိုက်ထားတဲ့ဥစ္စာတွေကိုပြန်ပြီးတော့ဘယ်လိုပြန်ပြီးတော့ညှိတယ်ဆိုတာကိုဒီဟာနဲ့Lightroom မှာလည်းသုံးလို့ရပါတယ်ဒါပေမဲ့ DaVinci Resolve မှာကျွန်တော်တို့ဒီဥစ္စာလေး color checker လေးနဲ့ဘယ်လိုပြန်ပြီးတော့ white balance ကိုပြန်ညှိတယ်ဆိုတာဒီ color checker ကဒါ standard color တွေသူမျိုးစုံထည့်ထားတာပါအဲ့တော့ဒီ standard color တွေကို DaVinci Resolve မှာဒီမှာ function ရှိပါတယ် color checker တော့ color checker ကိုယူလို့ရပါတယ်ဒါကျွန်တော်ဝယ်ထားတဲ့ကျွန်တော်သုံးတဲ့ဒီ color checker ကလည်းကျွန်တော် X-Rite ပါပဲเนาะဒီမှာ color checker ကိုတခြား brand တွေဝယ်မယ်ဆိုလို့ရှိရင်လည်းကိုသုံးမဲ့ brand တွေအကုန်လုံးရွေးပြီးတော့ရွေးလိုက်လို့ရှိရင်ဒီ color checker က design ပြောင်းသွားမှာဖြစ်ပါတယ်အခုကျွန်တော်သုံးမဲ့ဒီ color check သုံးတဲ့ color checker နဲ့ဒီကောင်နဲ့ကလုံးဝကွက်တီအတူတူပါပဲเนาะအဲ့တော့ဒီ color checker tab ကိုကျွန်တော်ရွေးလိုက်တယ်ပြီးရင်ဒီမှာနှိပ်လိုက်ဟိုအောက်ဆုံးမှာ color check ဆိုတာလေးပေါ်လာအဲ့ဒါနှိပ်လိုက်တာနဲ့ဒီ color နဲ့ဒီ color checker နဲ့ matching လုပ်ဖို့ကျွန်တော်ဒီ window လေးပေါ်လာတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကကွက်တိဖြစ်အောင်ညှိပြီးအခု DaVinci Resolve သုံးရင်းနဲ့နော်ကျွန်တော်ဒီဝယ်ထားတဲ့ X-Rite ကလည်း3000ကောင်းကောင်းမသုံးရသေးဘူး30တောင်းမလို့တော့အခုဒီမှာဒီ window နဲ့ဒီ model ကင်ထားတဲ့ color checker ပေါ်မှာဒီအကွက်ကလေးတွေအဲ့လေးတွေ matching ဖြစ်သွားပြီဆိုလို့ရှိရင်နော်အတူတူပေါ့ matching ဖြစ်တဲ့ဒီမှာတစ်ထပ်တည်းကျသွားလို့ရှိရင်ဒီမှာဘာရွေးလို့ရတယ်ဆိုကိုလိုချင်တဲ့နော် grammar ရိုက်ထားတဲ့ဥစ္စာဘယ် color နော်ဘယ် color system ကိုသွားမလဲပေါ့နော်အဲ့ဒါရွေးလို့ရတယ်နော်ဒီအကုန်လုံး setting တွေအကုန်ရွေးမယ်ပြီးရင်ဒီ color temperature ကိုကကျွန်တော် day time မှာနေ့လယ်မှာရိုက်ထားတာပါ day time မှာရိုက်ထားတော့ဒီ6500 Kelvin နဲ့ရှိပါတယ်တကယ်လို့ night မှာရိုက်ခဲ့တယ်ဆိုလို့ညမှာရိုက်ခဲ့တဲ့ footage ကိုပြန်ပြင်လို့ရှိရင်ကျွန်တော်တို့ဒီဟိုနည်းကို color temperature ကို
ဟိုအဆင်ပြေတယ်လို့ပြန်ချိန်လို့ရပါတယ်အဲ့မှာဒီကိုတတိထားပြီးတော့ကြည့်ပါကျွန်တော် zoom out လိုက်ပါမယ်ဟုတ်ဒီမှာအဲ့ဒါကိုကျွန်တော်ဒီ match ကိုနှိပ်လိုက်ရင် boom နော်အကုန်လုံး color correction နေကင်းရိုက်ထားတဲ့အတိုင်းအကုန်ပြန်ရပါတယ်နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုနှုတ်တစ်ခုထပ်ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ကင်မရာနည်းနည်းလေးတင်လိုက်အစင် color correction ပြီးတော့ပါပြီနော်အဲ့တော့ color correct လုပ်ပြီးလို့ရှိရင် color grading ကိုကြိုက်တယ်လို့ဆက်ပြီးတော့ညှိလို့ရပါတယ်နောက်တစ်ခုကြုံလို့ကျွန်တော်ပြောချင်တာကဒီ DaVinci Resolve 40မှာသူ update လုပ်တဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးလို့ပြောမှာပေါ့နော်လွယ်တယ်ဟိုမျက်နှာတွေကိုပြန်ပြင်လို့ရတဲ့ function တစ်ခုရှိပါတယ်အဲ့ဒါကဒီမှာပါကျွန်တော်တို့ face refinement နော်မျက်နှာကိုပြန်ပြင်တဲ့ဥစ္စာပါအဲ့ဒီမှာ note တစ်ခုထပ်တိုးလိုက်တယ်အဲ့ note ထဲကိုကျွန်တော်ဒီ effect ကိုဆွဲထည့်လိုက်ပါတယ်နော်ဆွဲရပြီးအခုဘာမှမဖြစ်သေးဘူးဘာမှမဖြစ်သေးပေမဲ့လို့ဒီ effect ကဘာလုပ်လဲဆိုတော့ဒီ character ရဲ့မျက်နှာရဲ့ဟိုမျက်နှာကို automatic tracking လုပ်ပေးပါတယ်အဲ့တော့ဒီ setting မှာနော်ဒီမှာ analyze ဆိုတဲ့ button ကိုကျွန်တော်နှိပ်လိုက်ရင်ဒီမှာ automatic ဒီမျက်နှာကိုသူ tracking လုပ်ပေးပါတယ်သူဘာတွေကို tracking လုပ်လဲဆိုတော့မျက်စိကို tracking လုပ်တယ်နော်ဒီ lip တွေကို tracking လုပ်တယ်မျက်နှာတစ်ခုလုံးကို tracking လုပ်တယ်အဲ့တော့ကျွန်တော်မျက်စိနဲ့ပတ်သက်တဲ့ဟို adjustment ကိုလည်းအလွယ်တကူလုပ်လို့ရတယ်လို့ဒီနှာခမ်းနီအယောင်ကိုလည်းကျွန်တော်တို့ကြိုက်တဲ့အယောင်ကိုပြောင်းလို့ရပါတယ်နော်ပြီးရင်မျက်နှာပေါ်မှာရှိတဲ့ detail တွေကိုလည်းဒီ analyze အောက်မှာ setting အကုန်လုံးမှာကျွန်တော်တို့ချိန်လို့ရပါတယ်အခုဆိုရင်ဒါပြီးသွားပြီ tracking လုပ်ပြီးသွားပြီအဲ့တော့သူ tracking လုပ်ထားတဲ့ data တွေကိုမျက်နှာကိုရှင်းရှင်းမြင်အောင်ဒီမှာ show overlay ကျွန်တော်ဒါကိုဖြုတ်လိုက်ပါတယ်သူဘာကို tracking လုပ်လဲဆိုတာကိုသိချင်ရင်ဒီမျက်နှာကိုသူ tracking လုပ်လိုက်တာပါနော်အဲ့တော့မျက်နှာကို tracking လုပ်ပြီးတော့ဒါကမျက်နှာကိုချောမွေ့အောင်ကျွန်တော်တို့ပြန်ပြင်ပေးတာပါနော်ဒီမှာ slider ကိုကျွန်တော်တင်လိုက်လို့ရှိရင်သူ့ရဲ့မျက်နှာလေးကမုံမုံချောချောလေးဖြစ်သွားပါတယ်အဲ့ဒါအပြင်ကိုဒီမှာမြင်တဲ့အတိုင်းပဲ detail နော် contrast နော်နောက် skin mask ကိုကြိုက်တဲ့ဥစ္စာတွေကိုအကုန်လုံးပြန်ချိန်လို့ရပါတယ်ဒီမှာမျက်နှာကိုမျက်စိနဲ့ပတ်သက်တဲ့ဥစ္စာနော်မျက်စိနော်အရင်တောက်ပါတဲ့ဥစ္စာလုံးမလားတင်လို့ရပါတယ်သူ့ရဲ့မျက်လုံးကိုကြည့်ပါသူ့ရဲ့မျက်လုံးနော်သူ့ရဲ့မျက်လုံးကိုကြည့်မျက်လုံးဟာအရင်တောက်ပါလာမယ်နော်နောက်ဒီပြီးရင်ဒီမျက်စိရဲ့အောက်မှာရှိတဲ့ဒီနေရာလေးတွေကိုကြည့်နော်ဒီအသက်ငယ်သွားအောင်ပြန်လုပ်လို့ရတယ်နော်အဲ့ဒါနောက်ဒီသားရည်နဲ့ပတ်သက်လို့နော်အကုန်လုံးကိုကျွန်တော်ညှိလို့ရတယ်ဒါမျက်စိကိုသူလှုပ်ထားတယ်မျက်စိဝိညာဉ်မှာဖြစ်နေတာနော်အဲ့ဒါမလိုအပ်ပါဘူးနောက်ပြီးတော့ဒီမှာနှာခမ်းနဲ့ပတ်သက်လို့နော်ပြန်ပြီးတော့ပြင်လို့ရတယ်ဒီမှာအကုန်ဒီ setting တွေအကုန်လုံးပေါ့နော်ဒါမှဒီ model ကိုနှာခမ်းနဲ့ပတ်သက်လို့ကျွန်တော်ပြင် huge ပြင်မယ် huge ကနှာခမ်းนี่အယောင်ပဲရောင်ကိုစိုးတာကြိုက်တယ်မနှာခမ်းนี่ကြိုက်တဲ့အယောင်ကိုနော်စိုးခိုင်းလို့ရတယ်နှာခမ်းนี่ဒီရောင်လေးထားပါဒီ saturation ကိုတင်လို့ရတယ် fade လုပ်လိုက်လို့ရတယ်နော် saturation တင်လိုက်လို့ရှိရင်ဒီနှာခမ်းนี่အယောင်အဲ့တော့ဒီ effect နှစ်ခုပေါ့နော်ကျွန်တော်ဒီထူးထူးခြားခြားလို့မဟုတ်ပါဘူးအစ်ထပ်ပါလာတဲ့ effect နှစ်ခုကိုကျွန်တော်ပြောချင်လို့ဒီ tutorial လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့ DaVinci Resolve သုံးတဲ့လူအစ်တွေအနေနဲ့ဟိုဘယ်လိုတကူသိအောင်လုပ်လဲဖြစ်ပါတယ်သုံးနေတဲ့ဆရာကြီးတွေကိုတော့မိညွှန်ပါဘူးဒီ tutorial ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော် Yeah, just like that only. Maybe flip inside another layer. How to flip? How to flip?
Just okay. Yeah, flip and white car.